အားလုံးပဲမင်္ဂလာပါရှင်လူစီကိုအရန်မင်းနေကြတဲ့မိကုန်းလေးတွေကိုလူစီကဒီနေ့ဗီဒီယိုဖိုင်လေးနဲ့အတူတင်ဆက်ပေးချင်ပါတယ်ရှင်လူစီစီမှာစမိတ်ကတ်တနန်းတွေ non professional တနန်းတွေ makeup ကလပ်တွေ hair ကလပ်တွေအကုန်လုံးကိုလူစီကဒီ6လပိုင်းထဲမှာဖုန်းပေးသွားမှာလို့လူစီစီမှာလာရောက်ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်အထူးအခွင့်အရေးအနေနဲ့ဒီ6လပိုင်းမှာတင်နန်းသူ10ဦးကိုလူစီကစပင်ရော makeup ကောအပီစီရောမှာတယောက်ကို10သိန်းလုံးနဲ့ကြားတင်မှာဖြစ်ပါတယ်ရှင်ပညာသားမကျန်အကုန်လုံးကိုပညာတွေသင်ပေးမှာမလို့လူစိတ်စီကိုအမြဲဆုံးလာရောက်ဆက်သွယ်ဖို့အတွက်ကိုအားလုံးတို့ဖိတ်ခေါ်ပါတယ်ရှင်အခုကြည့်ရှုပေးနေတဲ့တူတယောက်ချင်းတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့လူစီကနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်အားလုံးပဲမျှော်နေမယ်နော်